အားလုံးပဲမင်္ဂလာပါ Happy Thanksgiving ကျွန်တော်တို့မြင့်ဆုံးသောဖျားရှင်ကိုဒီတစ်ခွက်ကိုးကွယ်ရမှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ထိုင်ကုန်တွေမှာအရောက်စီတိုင်းဝင်ရောက်ထိုင်ပြီးကျွန်တော်တို့အားရဝမ်းမြောက်စွာနဲ့အသက်ရှင်တဲ့ဖျားအမြင့်ဆုံးသောဖျားကိုဒီတစ်ခွက်ချီးမွမ်းကြရအောင်နော်ဒီတစ်ခွက်ကျမ်းစာတစ်ပိုက်နဲ့ငယ်ဖတ်ပါမယ်150ခုသောစာလံတန်ရှင်ရာဌာနတော်၌ဖျားသခင်ကိုချီးမွမ်းကြလော့ဘုန်းတော်ထင်ရှားရာကောင်းကင်မျက်နှာချက်ပေါ်မှာချီးမွမ်းကြလော့ထူးဆန်းသောတဘိုးတော်များကြောင့်ဖျားသခင်ကိုချီးမွမ်းကြလော့အလွန်တရာကြီးမြတ်တော်မူခြင်းရှိသည့်အတိုင်းချီးမွမ်းကြလော့တဘိုးမုတ်လျက်ဖျားသခင်ကိုချီးမွမ်းကြလော့တယောနှင့်စောင်းကိုတီးလျက်ချီးမွမ်းကြလော့ပတ်တာကိုတီးလျက်ကခုံလျက်နှင့်ချီးမွမ်းကြလော့ကျိုးနှင့်ပြည့်စုံသောဒုရိယာကိုတီးလျက်နေခရာကိုမုတ်လျက်ချီးမွမ်းကြလော့အတန်ကျဲသောတန်ကွင်းကိုတီးလျက်ချီးမွမ်းကြလော့အကြီးဆုံးသောလင်ကွင်းကိုလည်းတီးလျက်ချီးမွမ်းကြလော့အသက်ရှိသောသူအပေါင်းတို့သည်ထာဝရဘုရားကိုချီးမွမ်းကြစေဟာလေလုယာအာမင်ကျွန်တော်တို့ဆရာနေပြီးတော့အဖွင့်ဆုတောင်းရင်းနဲ့ကျွန်တော်တို့ဒီတစ်ခွက်ကောင်းမြတ်တော်ဘုရားအသက်ရှင်တော်မူသောဘုရားခဏအရာရာခတ်တဲ့အတွက်ကြီးစွာချီးမွမ်းဖို့ရအတွက်အမြဲတမ်းအမိန့်ပေးနေတဲ့ဘုရားအထူးသဖြင့်ဒီမြန်မာတိုင်းသားများခရစ်အတင်းတော်အားဖြင့်ကနေကရောရှင်ကိုတနေ့ပတ်လုံးတိုင်းတို့ခံစားရကောင်းကြီးမင်္ဂလာအလုံးစုံတွေကိုရည်တွက်ပြီးမှအခုတည်သောနေ့ကိုတတ်မှတ်တဲ့အချိန်မှာအထူးသဖြင့်သူတို့လာရောက်ပြီးတော့ဝတ်ပြုကိုးကွယ်ခြင်းကိုပြုကြပါတယ်။ဒါပြီးတော့ပြုတဲ့ဝတ်ပြုကိုးကွယ်ခြင်းကိုကရောရှင်လက်ခံရကောင်းကြီးပေးတော်တော်မှာကဲလာဆဲရှိတော်သူများအရောက်ရှိတဲ့ကိုလည်းဘေးမဲ့လုံခြုံစွာပို့ဆောင်တော်မှာကဲချီးမွမ်းခြင်းရေကိုခံထိုက်တော်ဖျားချီးမွမ်းတဲ့အခါမှာဝတ်ပြုတဲ့အခါမှာဘုရားရှင်ရောက်ရှိတိုင်းကိုကနေကောင်းကြီးပေးပြီးဖြစ်ကြောင်းကိုဝန်ခံတဲ့စိတ်လုံးအကျွမ်းမဲ့ချီးမွမ်းနိုင်ပါမည်ကြောင်းရောက်ရှိတဲ့ကောင်းကြီးပေးပါချိန်တိုင်းတတတိတိကိုဆက်ကတဲ့အခါမှာကယ်တင်ပါရှင်ယေရှုခရစ်တော်ပြန်နာမနဲ့ဆက်ကတဲ့ဆုတောင်းပါဖဗျာအာမင်ကျွန်တော်တို့ဘာမှတရားရှိမှကြပါမင်းနာမရှိတဲ့သူတင်းခွက်ပလာတင်းကျေးဇူးတော်ခွက်ပလာရှံထွက်လက်ရှိပါတယ်လို့ကောင်းကြီးပေးအောင်တရားရင်းတင်းကျေးဇူးတော်ခွက်ပလာရှံထွက်လက်ရှိပါတယ်ဆိုတော့အရောက်ဆရာကောင်းကြီးပေးအောင်တင်းကျေးဇူးတော်ခွက်ပလာရှံထွက်လက်ရှိပါတယ်ဟာလေလုယာတင်းကျေးဇူးတော်ခွက်ပလာအမြဲတမ်းလုံလောက်ပို့ရှံလက်ရှိပါတယ်အာမင်ဟာလေလုယာအာမင်ကျေးဇူးတော်ခွက်ပလာဆိုတဲ့တခြင်းနဲ့ကျွန်တော်တို့ဝမ်းမြောက်ရွှင်လန်းစွာနဲ့အားရပါရအမြင့်ဆုံးသောဘုရားကိုချီးမွမ်းတာဖြစ်တယ်အာမင်အမြင့်ဆုံးသောပြည်နာတွေပြီးအရှင်တကာတွေရှိဘုရားတကာတွေတဆူရီသောဘုရားကျွန်တော်တို့ကိုးကွယ်တာဖြစ်တယ်ချီးမွမ်းတာဖြစ်တယ်အာမင်ဟာလေလုယာအာမင်ဝမ်းမြောက်ရွှင်လန်းစွာနဲ့ကျွန်တော်အားရပါရချီးမွမ်းအောင်ကားနဲ့ခုံလေးနဲ့ချီးမွမ်းအောင်ဘုရားကောင်းမြတ်ခြင်းနဲ့ပြန်လဲရည်တွေ့ရင်းနဲ့နှလုံးသားတွေကပြုံးပျော်ရွှင်သွားတဲ့ကျွန်တော်ဝမ်းမြောက်သွားတဲ့ကျွန်တော်ချီးမွမ်းအောင်အာမင်ဟာလေလုယာဝမ်းမြောက်ရွှင်လန်းစွာနဲ့လက်ရှိကောင်းမြတ်ခြင်းကိုကျွန်တော်ချီးမွမ်းအောင်ဟာလေလုယာJesus,
ဆုံးသောဖျားအမြင့်ဆုံးသောဖျားကျွန်တော်တို့ချီးမွမ်းခြင်းဂုဏ်ပြုခြင်းအလုံးစုံခံတိုက်တဲ့ဖျားဟာလေလုယာအသက်တာထဲမှာကိုယ်တော်ယေရှုဖျားကျွန်တော်တို့အတွက်လှုပ်ဆောင်ပေးကြတာပြန်လေရည်တွက်အောင်မရအောင်အသက်တာထဲမှာနေ့ရက်စင်တိုင်းယနေ့ကအသက်ရှင်နေတဲ့သူယနေ့ကကျွန်တော်တို့ထမ်းထားတယ်ယနေ့ကကျွန်တော်တို့လက်ကိုကန်ဆွဲတဲ့ကောင်းကြီးပေးတဲ့ဖျားကိုဆက်လက်ကိုးကွယ်ကြရအောင်အစင်နဲ့ကောင်းတဲ့ဖျားကိုအော်ဖတ်ကျွန်တော်ဝမ်းမြောက်ဆိုတဲ့တခြင်းနဲ့ဝမ်းမြောက်ရှင်နေတာကျွန်တော်ဆက်လက်ပြီးချီးမွမ်းကြအောင်အသက်ရှင်တဲ့ဖျားကိုကျွန်တော်ဆက်လက်ပြီးကိုးကွယ်အောင်ကျွန်တော်အသက်မှာဆိုးဆန်နေတဲ့ဖျားကိုကျွန်တော်ချီးမွမ်းရအောင်ဟာလေလုယာဆုံးနေတဲ့ဖျားယူနာတော်အစင်နဲ့တည်တဲ့ကြောင့်ကိုယေရှုတော်ကိုချီးမွမ်းကြရအောင်ကိုတော်ရဲ့ယေရှုမှာတပါအခြားသောမင်္ဂလာတွေကျွန်တော်တို့တိုင်းမရှိပါဝန်ခံကြရအောင်ဟာလေလုယာကိုတော်သားလေးအလိုအဆုံးကိုတော်မရှိလို့မဖြစ်ပါဘူးကိုတော်ခြေတလန်းတိုင်းမှာကိုတော်လိုအပ်တယ်လက်တော်တစ်ခတ်တဲ့အချိန်တိုင်းမှာကိုတော်ရဲ့အကွယ်ကားခြင်းလိုအပ်တယ်ကျွန်တော်တို့နှလုံးတစ်ချက်ခုန်လိုက်တိုင်းမှာကိုတော်လိုအပ်ပါတယ်ဖာဟာလေလုယာကိုတော်ကအလိုအဆုံးဆိုတဲ့လုံငါတွေကနေကျွန်တော်တို့ချီးမွမ်းကြရအောင်ကိုတော်မရှိလို့မဖြစ်ဘူးဟာလေလုယာကိုတော်ကအလိုအဆုံးဆိုတဲ့ခြင်းနဲ့ဆက်လက်ပြီးတော့
ဖျားမျက်မှောက်တော်ထဲမှာကျွန်တော်တို့တိုးဝင်ကြရအောင်ဖျားရှင်ရဲ့အတွင်းခန်းထဲထိကျွန်တော်တို့ဝင်ကြရအောင်သူတို့ကဖျားရှင်ကိုမျက်မှောက်ပြုတယ်ဆက်လက်ပြီးတော့ကိုးကွယ်ကြရအောင်ဖျားရှင်မျက်မှောက်တော်ဒီမှာရှိနေတယ်မိတ်ဆွေဖျားရှင်မျက်မှောက်တော်သင်နဲ့အတူရှိနေတယ်မိတ်ဆွေကျွန်တော်တတ်တာဆိုကိုယ်ရှိတော်ကျွန်တော်မြေရန်တွေ့ချင်စောSing